ဆိုတာပါဠိစကားဘိုးရံကြည်လာလို့ကြည်ရင်အဲ့ဒီဘိုးရံကိုကြောက်ပြင်းသွားအောင်ဆုံးရှောက်မယ်ဘိုးရံမပေါ်သေးလို့ကြည်ရင်မပေါ်လာအောင်ဆုံးရှောက်ကာကွယ်ထားမယ်အဲ့ဒီဒိဗ္ဗမျိုးကိုပရိတ်ပရိတ်တို့ခေါ်တယ်ဒီတော့ပရိတ်ရွတ်တိုင်းပဲဝိရံဒီပျောက်သွားရောလားလို့ဆိုတော့ကမ္မံစေဝကိလေသောသအတ္တဒဟနာသာတိနေသာစေအတ္တိတုဏံတံမိပရိဒံတံနာရကတိသူကကံကြီးထိုက်နေတယ်ပရိအဆောင်အကြောက်ကိုလိုချင်တဲ့သူကကံကြီးထိုက်နေဥပမာမိဘကိုတတ်ဖူးတယ်ယဟန္တာကိုတတ်ဖူးတယ်အဲ့ဒါလို့ပေါ့လေကြီးကျယ်တဲ့ကံကြီးခိုက်နေရင်အဲ့ဒီသူကိုပရိက္ခမဆောင်ရှောက်ဘူးပြီးတော့သူကမိစ္ဆာဒိဋ္ဌိအယူရှိနေတယ်အဲ့ဒါလို့ရှိနေပြန်ရင်လည်းပဲပရိက္ခမဆောင်ရှောက်ဘူးတခါပရိတ်တော်နာတော့နာပါရဲ့ဒါပေမဲ့သိမယုံဘူးအဲ့ဒါလိုမယုံလို့ရှိရင်လည်းပရိတ်ကဒီတုကိုမဆောင်ရှောက်ပါဘူးတခါရွတ်တဲ့ပုဂ္ဂိုလ်ကဥပ္ပအခရာကိုမှန်ကန်ကန်ရွတ်တတ်ရမယ်အတိတ်တွေကိုကောင်းကောင်းနားလည်ရမယ်ပြီးတော့ပရိနာတဲ့သူအပေါ်မှာတနာတဲ့ကရုဏာစိတ်အကျိုးလိုလားတဲ့မေတ္တာစိတ်အဲ့ဒီစိတ်ထားရမယ်ဒါတော့ရွတ်တဲ့ပုဂ္ဂိုလ်ဘက်ကလည်းသုံးမှအကြောင်းအင်္ဂါသုံးမှနာတဲ့ပုဂ္ဂိုလ်ဘက်ကလည်းအကြောင်းအင်္ဂါသုံးမှဒီပရိတ်တော်ဟာဆိုင်ရာအပြစ်တွေကိုကာကွယ်ပြီးတော့ဝိနိုင်ရဲ့တဲ့။ဒါကြောင့်ပရိရွတ်တဲ့အခါပရိနာတဲ့အခါရွတ်တဲ့ပုဂ္ဂိုလ်ရဲ့အကြီးအချင်းဥပ္ပအခရာမှန်ကန်ကန်နဲ့အနေအတိပဲနားလဲလို့တခါအနေအတိပဲနားလဲတဲ့အပြင်မေတ္တာနဲ့ကရုဏာနဲ့သနာစောင့်ကြောက်လို့ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ရမယ်နာတဲ့ပုဂ္ဂိုလ်ကလည်းမိမိမှာအပြစ်ကြီးတွေမရှိဘူးဆိုရင်ယုံယုံကြည်ကြည်နဲ့နာရမယ်အဲ့ဒါလို့ဆိုရင်ဒီပရိတ်တော်ကစောင့်ရှောက်ပါတယ်ခဏသမန္တာကစားပြီးတော့တနာရီလောက်သုံးရွတ်ပြီးမယ်သမန္တာသကဝါလီတုအတ္တရာကိသံတုဒေဝတာသတ္တမံမုနိရာဇတသုဏန္တုတကမောက္ခတံဓမ္မတောနာကာလောအယံဗဒ္ဒန္တာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသမန္တာဤနေရာဤပဝန်းကျင်၌သက္ကဝါလေသူတသောင်းသောစัจ java လာတိုက်တို့၌သတ္တန္တာကိုယ်စီကိုယ်ငါနေထိုင်ကြကုန်သောဒေဝတာသမာဓိဝအပေါင်းနတ်ကောင်းနတ်မြတ်တို့သည်ဣဒာဤပရိတ်တရားတော်ကိုရွတ်ဆိုရဌာနတို့အာရေသံတို့ဤညာပြပြရောက်လာကြပါကုန်တော်သမန္တာသက္ကဝါလေတုအတ္တရာကိသံတုဒေဝတာသတ္တမံမုနိရာဇတာတုနန္တုတက္ကမောက္ခတံမုနိရာဇတာတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရား၏သက္ကမောက္ခတံလောကီချမ်းသာကိုမဆိုထားပြီး
နတ်ရွာချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးစွမ်းနိုင်တော်တတ္တမံသူတော်ကောင်းတရားကိုသူနန္တုနာလိကြပါကုန်လို့ဓမ္မသောနာကာလောအယံဗဒ္ဒန္တာဗဒ္ဒန္တာဥတ္တမဒေဝဘောနာကောင်းနာမြတ်တို့အယံကာလောဤအချိန်ဤအခါဒီကဓမ္မသောနာကာလောဘုရားဟောပိတရားတော်ကိုပျော်ပျော်ပါပါနာယူဖို့ရန်သင်လျော်သောချိန်ကောင်းခါကောင်းကြီးပါသည်သမန္တာသက္ကဝါလေတုအတ္တရာကိသန္တုဒေဝတာသတ္တမံမုနိရာဇတသုနန္တုတက္ကမောက္ခတံဓမ္မသောနာကာလောအယံဗဒ္ဒန္တာနမောတတ္တဗုဒ္ဓဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတံယေတန္တာတန္တစိတ်တာတိတရဏတရဏဣထလောကံတရေဝံဘုမာဘုမာဇာဒေဝကုဏကနာကေနပြောက်တာတပ္ပကာလံဧတေအယန္တုဒေဝဝရကနကမယေမေရုရာဇေဝတံတောတန္တောတာယေတုမုနိဝရဝသနံတောတုမေကံတမေကံသဗ္ဗေတုသက္ကဝါလေတုယခာဒေဝသဗြဟ္မနောယံအမေဟိကတံပုညံသဗ္ဗတံပတ္တိတာရကံသဗ္ဗေတံအနုမောဒိတောသမေကသတ္တနိရတပမာဒရဟိတာဟွန်တုအာရေခာတုဒေတတောသာသနာတသလောကတဟုတ်တိဘဝတုတရတာသာသနာပိဇာလောကိဇာတိဝရေခန္တုတရတာသာသနာတသဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၎င်းလောကတသကဘာသူကဘာသာလူအများကြီး၎င်းလောကသသတိုင်းလူပြည်သားလူအများကြီး၎င်းဘုဒ္ဓတိုးတက်ကြီးပွားခြင်းသည့်သဗ္ဗတာကာကသိဟောတုဖြစ်ပါစေတည်းသာသနာတသလောကသဟုတ်တိဘဝတုသဗ္ဗတာသာသနာပိဇာလောကိဇာဒေဝရေခန္တုသဗ္ဗတာဒေဝသမဒေဝအပေါင်းနာကောင်းနှမြတ်တို့သည်သာသနာပိဇာဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို၎င်းလောကိဇာတိုင်းလူပြည်သားလူအများနှင့်တကွကဘာသူကဘာသားတော်အများကို၎င်းေကံတုအမြဲမပြာစောင့်ကြကြပါစေကုန်တည်းတတေဟွန်တုဒုက္ခိတဗေပရိဝရေဟိအတနောအမိဃာသုမနာဟွန်တုသဟတဗေဟိညာတိပိရာဇတောဝါသောရတောဝါမနုဿတောဝါအမနုဿတောဝါဧဂိတောဝါဥဒကတောဝါပိတသတောဝါခာနုကတောဝါကန္ဒကတောဝါနေကတတောဝါသနပဒရောဂတောဝါအတ္တဓမ္မတောဝါအတ္တဒိဋ္ဌိတောဝါအတ္တပုရိသတောဝါသန္တာဟတိအတ္တမိဂာကောနာကုက္ကုရာဟိဝေစီကမဏိတပတိပိဣသတရေသသူကရမဟိန္ဒယခရခတာတိဟိနာနာဗယတောဝါနာနာရောဂတောဝါနာနာဥပတဝါတောဝါအာရကံကနန္တုယံမင်္ဂလံဒွါရတဟိသိန္တေတုတတေဝကသုတ္တနာနာတိကေသံတိအတ္တတင်သင်္သမင်္ဂလံတေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟိဧဝံမေတုတံဧကံသမယံဘဂဝါသဝတိယံဝိဟရတိစေတဝနေအနာထဗိနိကတအာရမေတထာဂောအညတရာဒေဝတာအဘိကန္တာယရတ္တိယအဘိကန္တဝနာကေဝလကပ္ပံစေတဝနံဩဘာတိတဝံယေနဘဂဝါတေနုပသင်္ကမိဥပသင်္ကမိတဝဘဂဝန္တံဘိဝါတိတဝဧကမန္တံအထာတိဧကမန္တံပိတာဂောသာဒေဝတာဘဂဝန္တံဂါထာယဣဇဝါတိ
ပုဂ္ဂဒေဝမနုဿာသမင်္ဂလာနိအစိတယုံအာကေကမာနာတုဒ္ဒနာဘူဟိမင်္ဂလမုဒ္ဓမံသတေဝနာသဘာလနံပဏိဒါနိသတေဝနာပူဇာသပူဇနေယာနံဧတံမင်္ဂလမုဒ္ဓမံပတိရူပဒေသဝါသောသပုပ္ပေသကတပုညတာအတ္တသမ္မာပဏိတိသဧတံမင်္ဂလမုဒ္ဓမံဘာဝတိသင်္သဒိဋ္ဌိသဝိနိယောသသုတေကိတောသုဘာတိဒါသယာဝါသဧတံမင်္ဂလမုဒ္ဓမံမာတာပိတုဥပဌာနံဗုဒ္ဓဒါရတသင်္ဃဟောအနာကုလာသကမ္မန္တာဧတံမင်္ဂလမုဒ္ဓမံဒါနိသဓမ္မစရိယာသညာတဂာနိသသင်္ဃဟောအနဝေဇာနိကာမာနိဧတံမင်္ဂလမုဒ္ဓမံအာရတိဝရတိပါပါမစ္ဆပါဏာသတံယမောအပမဒောသဓမ္မေတုဧတံမင်္ဂလမုဒ္ဓမံကာရောသနိဝါဒောသတံတုဋ္ဌိသကတိညုတာကာလေနဓမ္မတဝနံဧတံမင်္ဂလမုဒ္ဓမံခန္တိသသောသတဒါသမနာနိသတတနံကာလေနဓမ္မတာကေသဧတံမင်္ဂလမုဒ္ဓမံသဘောဇာပရမသရိယံသာရိယသစ္စာနာတတနံနိဗ္ဗာနသစ္စိကိရိယာသဧတံမင်္ဂလမုဒ္ဓမံဘုဒ္ဓသာလောကဓမ္မေဟိစိတ်တံယတနာဂံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံဧတာတိတာနိကတဝနာသဗ္ဗတမပရာဇိတာသဗ္ဗတတုတေကိသန္တိတံတိတံမင်္ဂလမုဒ္ဓမံပဏိဒါနာတောပဋ္ဌာယတထာဂတတတတပါရမီယောတတဥပပါရမီယောတတပရမတ္ထပါရမီယောတိသမတ္တိမပါရမီယောဝိသမဟာပရိစ္ဆာယေလောကတ္ထသရိယံညာတ္ထသရိယံဗုဒ္ဓတ္ထသရိယံတိဒိဋ္ဌောသရိယာယောသစ္စိမဘဝေကဘောကံတေဇာတေအဘိနိခမနံဝဒါနာသရိယံသောတိပန္နကေမာရဝိဇယံသဗ္ဗညုတာညာနာပတိဝေဒံဓမ္မစကဘောတနံနဝလောကုတ္တရဓမ္မေတိသဗ္ဗေတိမေဗုဒ္ဓဂုဏေအဝေသတဝါဝေတလိယာတိတုပါဂရံတရေတုတိယမရတိံပရိဒံကရွန်တောအာယတမအာနန္ဒသေရောဝိယကာရုညစိတ်တံဥပတပိတဝံပဏိဒါနာတောဘုရားဖြစ်ဖို့ရန်စိတ်တော်ကိုရှေ့ရှုဆောင်ရာဘုရားစုပန်တော်မူရာအချိန်ကာမှာပတ္ထာယအစပြု၍တထာဂတတံဘုန်းကြီးတို့၏ကိုယ်ဝေယံမြတ်စွာဘုရား၏သတ္တပါရမီယော10ပါးသောရိုးရိုးရာရာဖြစ်ခြင်းရတဲ့ပါရမီတို့ကို၎င်းသတ္တဥပပါရမီယောယသိနာနာအင်္ဂါခြေလက်ကိုအပြည့်စည်ခံ၍ဖြစ်ခြင်းရတဲ့10ပါးသောဥပပါရမီတို့ကို၎င်းသတ္တပရမတ္ထပါရမီယောအသက်ကိုပင်ဆုံး၍ဖြစ်ခြင်းရသော10ပါးသောပရမတ္ထပါရမီတို့ကို၎င်းသမတိန်သာပါရမီယောအမြတ်30မြတ်ကျယ်ညီပါရမီတို့ကိုအဝိစေတဝါပရိယုသောပုဂ္ဂိုလ်ကဆင်ញင်စဉ်းစားကြည့်၍အာယုံပြုလိုက်ပြီး၍ပရိယုတော်မဲလို့ဆိုတော့ဒီပရိယတော်ကဘယ်ကစပြီးတော့ဖြစ်တဲ့ပရိတော်ကလိမ့်မတုံလို့စဉ်းစားတဲ့အခါမြတ်စွာဘုရားရဲ့ရွှေနှုတ်တော်ကစ၍ဖြစ်ပေါ်တော်မူလာတဲ့ပရိပါကလားဒါဖြင့်ကိုအဲ့ဒီမြတ်စွာဘုရားကိုယ်တော်မြတ်ကဘုရားဖြစ်ဖို့ရန်ဘယ်လောက်အချိန်များစွာကဘယ်လောက်ကျူးစာခဲ့ရတုံးလို့ဆိုတာစဉ်းစားလိုက်ပါတဲ့ဒီရွတ်တဲ့ပုဂ္ဂိုလ်ရဲ့နှုတ်ထဲမှာအာနိသင်တွေအကျိုးတွေအစွမ်းတတ္တိတွေအများကြီးပါဝင်လာအောင်ဘုရားတရားတော်ရွတ်ပေမယ်လို့ရွတ်တဲ့ပုဂ္ဂိုလ်ကဘုရားဂုဏ်တော်တွေကိုပါရမီဖြည့်တုံးကစားပြီးတော့ဘုရားဂုဏ်တော်တွေကိုဆင်ញင်လိုက်ပါဦးတဲ့
ပဏိဒါနာတော်ဘုရားသူကိုကျေးဇူးတောင်းတတော်မူရာအချင်းအခါမှပါတာယာစ၍တထာဂတသံဘုန်းကြီးတို့ဤကိုယ်ဝေရာမြတ်စွာဘုရားဤတတပါရမီရောရိုးရိုးရရဖြစ်ခြင်းရတဲ့ဆေဘာသောပါရမီတို့ကို၎င်းဒီကသာမန်ပါရမီယခုကျောင်းတကားကျောင်းမတွေကျောင်းဆောက်ကြတာဖရာတေးကြတာကိုယ်ဒါနဒီဒါနပြုတာမျိုးလိုရိုးရိုးပါရမီတွေယခုဥပါဒကဥပါတိကမတွေဥပုသ်ဆောင်ကြတာရိုးရိုးကလေးသီလပါရမီတွေအဲ့ဒါလို့ရိုးရိုးဘာမှအင်္ဂါခြေလက်အပြည့်အစုံမခံရသေးဘူးရိုးရိုးကလေးစောင့်ကြတဲ့ဒါနမျိုးသီလမျိုးနိခမမျိုးခန္တီမျိုးအဲ့ဒါလိုပါရမီတွေလည်းမြတ်စွာဘုရားရဲ့အလောင်းတော်ဘဝတုန်းကဖြစ်ကျင်တဲ့ပုံတွေကိုတွေးလိုက်ပါဦးအာယုံပြုလိုက်ပါဦးတဲ့အာယုံပြုလိုက်တော့အာယုံပြုတဲ့စိတ်ကဒီမြတ်စွာဘုရားရဲ့တတ်တွေကူးလာတယ်အဲဒီစိတ်ကြောင့်ဖြစ်တဲ့အတံပရိပံတဲ့မှာဒီတတ်တွေကူးလာတယ်ဒါကြောင့်အာယုံပြုလိုက်ပါဦးတဲ့ခုဘုန်းကြီးပြောနေတာအာယုံပြုနေတာပဲခုတကားတို့နားနေတဲ့ဥစ္စာဟာအဲ့ဒီဟာအာယုံပြုရဲ့ပဲပြီးတော့အလုံးပြီးနေတဲ့ဝိတ္တန္တရာမင်းဘဝကိုပြောကြသူရဲ့အလုံးပြီးအဲ့ဒါဒီပထမဆုံးဖွားတယ်လို့ဆိုရင်ပဲလက်ကလေးဖြန့်ပြီးတော့မေရောဗာများပေးเสียရှိတုံးလို့တောင်းတယ်တဲ့ဘုရားအလောင်းဘဝမှာမဟောဒတာဘဝတုန်းကဖွားခြင်းတစ်ခါစကားပြောဝိသန္တရာဘဝမှာဖွားခြင်းစကားပြောဣဒ္ဓမင်းမဘဝမှာဖွားခြင်းစကားပြောတယ်အဲ့ဒီသုံးဘဝလောက်ပဲသင်္င်ရှားရှားစာကထူတယ်ပြောတဲ့စကားလည်းတဲကောင်းတယ်မြေတော့ဘာများသူတရားရှိတုံးတဲ့အဲ့တော့ဒီပြင်းနေတဲ့စိတ်ဟာဝန်းထဲမှာတတ်ကိုပါလာဂုံပကာသနာဘာမှတဆုံးတစမရှိဘူးတကယ်ကိုလူချင်းနဲ့တတ်ပါလာတကယ်လေးနှစ်သားလောက်အရွယ်ကြတော့ပတိတို့လက်ကောက်တို့ဘာတို့ဆင်ပြီးအဲ့ဒီပတိလက်ကောက်တွေကိုအထင်းတော်တွေချွတ်ပြီးအထင်းတော်တွေကမေတော်ကြီးကိုဒီအကြောင်းပြောတော့မေတော်ကြီးကသားကပေးလို့ရှိရင်သားတော်ကပေးလို့ရှိရင်အပိုင်ပဲရကြပါစေလို့မေတော်ကြီးကပြန်ပြီးအဲ့တော့ဒီအချိန်နဲ့ဘုန်းကြီးကတွေးကြည့်တယ်ဘာမှဂုံပကာသနာမငဲ့ဘူးဂုံကြည့်အောင်ဘာမှမစင်စားဘူးတကယ်ကိုအထင်းတော်တွေပေးနေတာပဲအထင်းတော်တွေရသေးနေတာပဲသူတို့ဒါနပြုတဲ့နေရာမှာမေတ္တာကဥစည်းရဲ့ဖြစ်နေဒါနပြုတဲ့နေရာမှာကရုဏာကပါရဲ့ဖြစ်နေတယ်ဘုန်းကြီးကျင့်တ်လွန်းလို့ဒီရိုးဒါနပါရမီမှာကိုတခါရှင်းတဲ့သားလောက်ကြာတော့တပည့်တဲ့တယောက်တည်းစဉ်းစားတယ်ခုနေများတော့ငါလာပြီးတော့အလှခံရင်ဥပမာမျက်လုံးလိုချင်တယ်ဆိုရင်အဲ့ဒီမျက်လုံးကငါပြီးမှန်းပါပြီးတော့ဘုန်းတွေကနှလုံးသားတွေကိုအသုံးချခြင်းလို့မထူပါဆိုရင်အဲ့ဒီနှလုံးသားတွေငါထုတ်ပေးစမ်းခြင်းပါပြီးတော့အဲ့ဒီလိုများအကြံဖြစ်တယ်တဲ့ဘုန်းကြီးကကြီးညိုလွန်းလို့ယုံလဲယုံလို့တခါတလေပေးခြင်းနဲ့ဆိုတဲ့ဥစ္စာတွေကခုဒါနရှင်တွေပဲစဉ်းစားကြည့်စမ်းဘယ်လောက်ပေးခြင်းတဲ့စိတ်တခါပေါ်လာတယ်လို့ဒါတော့ဘုန်းကြီးတို့ရဲ့မြတ်စွာဘုရားအလောင်းတော်ယခုပရိတ်တရားတော်တွေကိုဟောတော်မူမဲ့မြတ်စွာဘုရားရဲ့အလောင်းတော်အဲ့ဒီအလောင်းတော်ဘဝတုန်းကရိုးရ
ရိုးရာဖြစ်တဲ့ဒါနပြုပုံတွေကိုလေပြန်ပြီးတော့စဉ်းစားလိုက်ရင်အဲ့ဒီဒါနရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်လာတဲ့ဘုရားအဲ့ဒီဘုရားရဲ့ပရိတ်တော်ပါလားလို့ဆိုတော့ရိုးရတဲ့ပုဂ္ဂိုလ်ကလည်းအသက်ပယောကြီးနာရတဲ့ပုဂ္ဂိုလ်ကလည်းယုံယုံကြည်ကြည်မတန်ဝန်ပါစရာကောင်းတယ်တထာဂတနာဘုန်းကြီးတို့ဤကိုယ်ဝေယတက္ကဒကမတို့ဤကိုယ်ဝေယဖြစ်တော်မူသောမြတ်စွာဘုရားဤသတ္တစေဘာဂုဏ်တို့ဒါနသတ္တစေဘာဂုဏ်တို့ပါရမီရောရာဖြစ်ခြင်းရတဲ့ပါရမီတော်တို့ကို၎င်းသတ္တစေဘာဂုဏ်တို့ဥပပါရမီရောယုတ်တိနာနာအင်္ဂါခြေလက်ကိုအပြည့်အစုံဖြစ်ခြင်းရတဲ့ဥပပါရမီတော်တို့ကို၎င်းဒုက္ခကြတော့အနာကဒါနရိုးမဟုတ်ဘူးဒီမင်းကြီးတို့ဘဝမျိုးကြတော့မျက်လုံးထုတ်ပြီးတော့လှူရမျက်လုံးထုတ်ပြီးတော့လှူရတဲ့အခါမှတောင်စိတ်ကထက်သန်လိုက်တာတကယ်တည်းအနာကသမားတော်ကမလှူဖို့ရန်တားတာတောင်ထုတ်တာထုတ်မျက်လုံးကိုဒါထိုးရင်တောင်မှရက်တဲ့ပြီးတော့သမားတော်ကအရှင်မင်းများစဉ်းစားပါဦးနော်ငါကိုအတိုင်းပြန်ဖြစ်နိုင်ပါသေးတယ်စဉ်းစားပါဦးနော်သမားတော်ထုတ်တာထုတ်ဘုန်းကြီးကလေအဲ့ဒါလိုသမားတော်ကိုပြောနေဘူးသိရင်မင်းကမျက်လုံးကိုရဲရောလှူဖို့ရန်ပြင်းဆင်းနေဘူးအဲ့ဒါတွေစိတ်ထဲမှာစဉ်းစားတော့အဲ့ဒီပုဂ္ဂိုလ်ကဖြစ်လာတဲ့အင်မတန်ကြီးကျယ်တဲ့မေတ္တာကရုဏာရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရဲ့ပရိတ်တော်ပါလားဘာမှမလုပ်ဖဲနဲ့ပရိတ်တော်ရွတ်နေရတာနဲ့ကိုဘာမှမလုပ်ဖဲနဲ့ပရိတ်တရားတော်တွေနားနေရတာနဲ့ကိုတကယ်အကုသိုလ်စိတ်တွေကင်းလို့ကုသိုလ်စိတ်တွေတိုးပွားလို့ဘယ်လောက်များအားရစရာကောင်းလို့သတ္တဆေဘာဂုဏ်တို့ပရမတ္တပါရမီယောအသက်စည်းစိမ်ကိုပင်သုံးလို့ဖြစ်ခြင်းရတဲ့ပရမတ္တပါရမီတော်တို့ကို၎င်းတချို့ပါရမီကြတော့အသက်ကိုစွန့်ပြီးတော့စားပါအပြင်ကစားနေတဲ့ဥစ္စာငါအသက်ကိုစားငါကိုစားလိုက်လို့ရှိရင်အပြင်စားပြီးမှစားပါတမျိုးစဉ်းစားတော့လည်းပဲအလောင်းတော်များဟာလေအသက်ကိုဖာဖြစ်လို့မှဘာလို့ကမှအရေးကြီးဖို့မရဘူးတကယ်စဉ်းစားလိုက်တော့လေအရေးသိလက်ကြီးစရာလဲဟုတ်မယ်မဟုတ်ဘူးပေါ့လေဘာဖြစ်လို့လဲလို့ဆိုတော့ဒီတသက်ဒီသွားတော့လည်းပဲပါရမီကထဖြည့်ပြီးတော့ဖြစ်မဲ့ဖြစ်တဲ့မူဖြစ်တဲ့ဘဝကိုရောက်ကြရမှာပဲကိုပြီးတော့အသက်ဆုံးပြီးတော့ဒါနပြုမယ်အသက်ဆုံးပြီးတော့ဥပုသ်ဆောင်မယ်ဒါဘုရားနဂါမင်းတို့ဇတ်တော်များမှာလေတောင်ဘုရားမှာတခါတည်းဥပုသ်ဆောင်ပြီးတော့နေတယ်ဘုရားပဲလာပြီးတော့ယူဒတာဘာပဲလို့ငါသီလမဖြတ်ပါဘူးလို့ဒိဋ္ဌံပြီးတော့စောင့်တယ်တကယ်လည်းပဲလာတာပဲတကယ်လာတော့လည်းပဲအဲ့ဒီလာတဲ့ပုဂ္ဂိုလ်ဒီအလံပဲသမားကိုမခံကျင်ဘူးလို့ဆိုရင်ဒီနှာလေးတွေဘာတွေမှုတ်လိုက်လို့ရှိရင်လွန့်သွားမှာပေါ့အဲ့ဒါပဲမဲ့လေဒေါသဖြစ်မှာဆိုလို့တခါတည်းမျက်စိပဲပြီးတော့သူရင်းရတဲ့မြခံတယ်ဒီတော့ဘုန်းကြီးကလေဒုက္ခရရှင်ကိုရောမြတ်ဟာအလောင်းတော်ဘဝဘုံများစွာတော့ငါလူဖြစ်မှသာဒီပါရမီတွေဖြည့်တာမဟုတ်ဘူးဖြည့်နိုင်တဲ့ဘဝမှန်လို့ရှိရင်တိရစ္ဆာန်ဖြစ်တဲ့ဖြည့်တာပဲအဲ့ဒါလောက်ပါရမီရှင်ဖြစ်လာတဲ့ပုဂ္ဂိုလ်ကဘုရားမဖြစ်ပဲရှိပါမလားယခုပဲရဲရောဒါနပြုနေတယ်ဆိုရင်ပဲဒီဘဝမှာပဲဒါနကြိုးပေးတဲ့သူကပေးလို့ဒီဘဝမှာပဲချမ်းသာတဲ့သူကချမ်းသာလို့ဥပုသ်ရင်ဆောက်တည်ပြီးတော့နေကြည့်ကြစမ်းငါတော့ဥပုသ်ရင်ဆောက်တည်ပြီးတော့လောကီလုံငန်းဆောင်တာတွေဖယ်ပြီးတော့အေးအေးသေးသေးနေပါတော့မယ်ဆိုရင်သိချမ်းသာတဲ့ဘဝမျိုးဒီချက်ချင်းရ
ပြီးတော့ဒီလိုတရားတွေကိုဘဝပေါင်းများစွာလက်အသိချင်းနဲ့ကဘာတသိန်းတောင်မှဖြစ်လာတဲ့ဘုရားရှင်ပဲဒီဘုရားရှင်ရဲ့ပရိတော်တွေကိုမိမိတို့ကနှုတ်နဲ့ဆဲပြီးတော့ရွတ်နေရတဲ့အဖို့ဟာဘလောက်ထိတ်တန်တယ်လို့ဆိုတဲ့ဥစ္စာလေးစဉ်းစားလေးလေးဝန်ပါစရာကောင်းလေးလေးဘုန်းကြီးဟောနေရတာလဲဝန်ပါစရာကောင်းလေးလေးအဲဒါကြောင့်ဘုန်းကြီးတို့ရဲ့လာခဲ့တဲ့မြတ်စွာဘုရားဟာအမတန်အတုမကြည့်တဲ့ဘုရားဆိုတဲ့ဥစ္စာတကယ်ကိုအားရပါရတယ်ကျွမ်းလောက်ဝါလောက်တဲ့ဘုရားပါပဲဘာဝကတွေကကျွမ်းလောက်ဝါလောက်တဲ့တို့ဘုရားဟာဒီလိုဘုရားပါလို့ကျွမ်းလောက်ဝါလောက်တဲ့ဘုရားပါသနိဒါနာတောပဋ္ဌာယတထာဂတံသာတသပါရမီယောတသဥပါပါရမီယောတသပရမတ္ထပါရမီယောဒီသမတ္တိန်္ဂပါရမီယောသင်္သမဟာပရိစ္ဆာကေငါးပါးသောသွန်ရင်းကြီးတို့ကိုအာဝိဇ္ဇတဝါပရိယုတ်သောပုဂ္ဂိုလ်ကဆင်ញင်စဉ်းစားလိုက်ပြီးအာယုံပြုလိုက်ပြီးသွန်ရင်းကြီးငါးပါးဆိုတာဒါနပါပဲဒါနပါရမီတွေကထူးခြားတဲ့ဒါနတွေမို့လို့ဒီကြနာမေတ္တာပြီးတော့သွန်ရင်းကြီးငါးပါးလို့နာမည်လာပြန်တယ်ဝိသန္တရာမြင်ဘဝတို့လူတို့ကသားတော်သမီးတော်တွေစွန့်တယ်အမတန်အသက်နှင့်တမျှထပ်တူဖြစ်နေတဲ့မတ္တိမိရိယကိုစွန့်တယ်တချို့ရှင်မရင်ဘဝကြတော့တိုင်းပြည်ကြီးအစွန့်ပြီးတကားလာတောထွက်ခဲ့တယ်တချို့ဘဝကြတော့လက်ချေအင်္ဂါတွေစွန့်တယ်အဲ့ဒါလို့ဒါနမှာပဲထူးခြားခြားဒါနတွေကိုရွယ်ပြီးတော့စွန့်ရင်းကြီးငါပါလို့ဒီလိုနာမည်တက်ပြန်တယ်သင်္သမပရိစ္ဆာကေလောကတာသရိယံညာတတသရိယံဗုဒ္ဓတသရိယံဒီလောကတသရိယံကဘာလူကဘာလာလူအများတို့အကျိုးငါချင်းကြံကြိုးကိုအာထုတ်တော်မူခဲ့ပုံကို၎င်းတကယ်ရုံမဲ့ဆိုတော့တို့ဖရာကဘယ်လိုဖရာထင်တယ်လဲဟိုတတိုင်းတစ်ပြည်လုံးတတ္တဝါတွေအကုန်လုံးချမ်းသာအောင်ရွတ်ဆောင်ခဲ့တဲ့တို့ဘုရားပဲလို့မြတ်စွာဘုရားရဲ့လောကတ္တစရိယလောကကောင်းအောင်ရွတ်ဆောင်တဲ့ပုံလေးပြန်ပြီးတော့တွန်းလိုက်သမ်းပါတဲ့ပရိယုခဏီတွန်းလိုက်သမ်းပါဆင်ញလိုက်သမ်းပါတဲ့ကဲဆင်ញကြည့်ရအောင်လေတခါတော့ငါဘုန်းကြီးတို့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာရှင်မင်းသားဖြစ်တယ်ဒီအလောင်းတော်ရဲ့ဘဝဖြစ်စဉ်ကိုတမျိုးစီတမျိုးစီကောက်ပြီးတော့စဉ်းစားတဲ့အခါမှာစဉ်းစားဉာဏ်တော်ကြီးတယ်လို့ထင်တယ်အဲ့ဒီဘဝတုန်းကမင်းသားကလေးဖြစ်တဲ့အချိန်မှာတိုင်းပြည်ပြည်သားတွေဘာလုပ်နေကြတော့လို့ဆိုတော့နွားတို့ကျွဲတို့မြင်းတို့စိတ်တို့ဒီလိုအကောင်တွေတပ်ဖြတ်ပြီးတော့ညောင်ပင်ကြီးတစ်ပင်ကြီးတစ်ပင်မှာရင့်နှပ်ပူဇော်ကြတယ်တဲနဲ့အားကိုကြတယ်တပ်ဖြတ်ပြီးတော့လည်းရင့်နှပ်ပူဇော်ကြတယ်အဲ့တော့မြမလေးကစဉ်းစားတယ်ဒီလူတွေလုပ်ပုံဟာမတရားဘူးဒီနတ်ကြီးကဒီအသားတွေကိုစားသလားနတ်ဆိုတဲ့သူကပြီးတော့ဒီအကောင်တွေတတ်တော့ဒီအကောင်တွေကအင်တန်ကြောက်ကြောက်လန့်လန့်နဲ့ပြေချရတယ်အတတ်ခံရတဲ့သတ္တဝါတွေဘက်ကနေကြည့်တော့လေဒါမတရားဘူးတခါအလုံးတိုင်းလူပြည်သားရဲ့ကူးကွယ်ရာဆိုတဲ့နတ်ကြီးကဒီအသားတွေကိုစားတယ်ဆိုရင်လည်းသူလည်းမတရားဘူးတော့လောကကြီးကမတရားတွေလုပ်နေတာပဲငါခုနေကမတရားတာတွေကိုမတရားပါဘူးလို့ပြောရင်ငါစကားဟာခရီးရောက်မှာမဟုတ်ဘူးနေနဲ့အောင်တစ်ချိန်ကြမှာဒီမတရားတွေကိုငါတရားပဲဆွဲမယ်လို့မြမကလေးအရွယ်ကလေးကစဉ်းစားပြီးတော့ဒီသစ်ပင်ကြီးစီမှာလာပြီးသူကဒူးထောက်ထူတောင်းတယ်လို့လို့တိုင်းလူပြည်သားတွေလာပြီးတော့ရှိခိုးကြပူဇော်ကြပါသကြပြီလို့ဆိုသူကလည်းလာတယ်သူကလည်းဒူးထောက်စိတ်ခိုးထူတောင်းတယ်လို့လို့ဒါအမှန်တော့လူတွေကိုသူပြုရင်ရင်လို့စဉ်းစားပြီးတော့အလုပ်လုပ်နေတာနောက်တော့ထုံးစံအတိုင်းပဲခမည်းတော်နိုင်ရဆန်တော့သူ့ကိုရှင်ပြန်မြောက်ကြရောရှင်ပြန်မြောက်တဲ့နေ့မှာသူဘာပြောတယ်လဲလို့ဆိုတော့
မှမြင့်များလူကြီးမြင့်များကျွန်ုပ်ရှင်းပြရင်ဖြစ်တာဟာဘာကြောင့်ဖြစ်တယ်လို့ဆိုတာသိပါရဲ့လားမသိကြပါဘူးဒါဖြင့်တိုင်းလူပြည်သားတို့ကိုးကွယ်တဲ့သစ်ပင်ကြီးမှာသွားပြီးတော့ကျွန်ုပ်မကြားဘုဇောပြီးဆုတောင်းနေတာတော့မြင်ကြပါလိမ့်မယ်မြင်ကြပါတယ်အဲ့ဒီတုန်းကကျွန်ုပ်တာဝန်ခံခဲ့တယ်အရှင်နာမည်ကျွန်ုပ်အချိန်ရောက်တဲ့အခါရှင်းမရင်ဖြစ်အောင်ရှင်းမြောက်မဆတော်မူပါရှင်းမြောက်မဆလို့ရှင်းမရင်ဖြစ်တဲ့အခါကြလို့ရှိရင်အရှင်နာမင်းကိုဘုဇောပတ်တာပါမယ်လို့ကျွန်ုပ်အဲ့ဒီတုန်းကပဲတာဝန်ခံပြီးတော့ဆုတောင်းခဲ့တယ်ခုကျွန်ုပ်ရှင်းပြန်ဖြစ်ပြီရှင်းပြန်ဖြစ်တော့ကျွန်ုပ်နတ်မင်းကြီးထံမှာပူဇော်ဖို့ရန်တာဝန်ရှိနေပါတယ်ဒါကြောင့်တာဝန်အရပူဇော်ရအောင်လေအသင်းလူကြီးများကတိုင်းလူပြည်သားတွေကဒီကျွန်ုပ်ပူဇော်စရာဖြစ်တဲ့ပစ္စည်းကိုရှာပေးကြပါဘာပါတော့လို့ဆိုတော့ဒုမေဒါနံဘဟသေနာယညောမေဥပါယာတိတောဣဒာနိကောဟံယစိတ်သာမိဘဟုအာတမိကောဇနောဒုမေဒါနံပညာမဲ့သူလူပြိန်းတို့၏သဟသေနတထောင်ဖြင့်မြင်းညောရစ်ပူသောနှုတ်ရှင်ရင်ဖြစ်လို့ရှိရင်လူမိုက်ပေါင်းတစ်ထောင်ရဲ့လေကြောင်းတွေနဲ့ပူဇော်ပါမယ်လို့တိုင်းလူပြည်သားတွေကတော့နွားတွေစိတ်တွေကြဲတွေရဲ့သွေးနဲ့ပူဇော်တဲ့ပုဂ္ဂိုလ်လူမိုက်တို့ရဲ့သွေးနဲ့ပူဇော်ခြင်းတယ်ပူဇော်မယ်လို့ဝန်ခံခဲ့တယ်ဒါကြောင့်အပြင်နတ်မင်းကြီးပူဇော်ဖို့ရန်အသင်းလူကြီးများကလူမိုက်ပေါင်းတစ်ထောင်ကြာပြီပါလူမိုက်ဆိုတာတော်တော်လူတွေပါတော့လို့ဆိုတော့ပညာအသက်တွေတတ်နေတဲ့သူတွေကလူမိုက်တော့ပညာဥစ္စာတွေမတရားယူရဲခိုးတယ်စိုက်တယ်ဆိုတော့သူတွေလူမိုက်တော့နေအဲ့လိုဒီမဲ့ကကြောက်ပြီးတော့ပြောတာလေတန်းတဲ့လူကြီးတွေငြင်းပြီးတော့စိတ်တန့်တွေးပြီးတော့ကောင်းပါပြီကြာပါမယ်လို့ဒီလိုတော့ဝန်ခံသွားတယ်သူစိတ်တန့်အမတန်အားမရပါမရပေါ့လေဘယ်လိုဖြစ်နေပြီးတဲ့နောက်တိုင်းလူသားတွေကိုယ်ဆက်ရဆက်ရပြောတယ်ဟဲ့ရင်းတရားကလေးကလူမိုက်တစ်ထောင်လိုခြင်းနေတဲ့မင်းကဒီလိုပြောရင်လူမိုက်တစ်ထောင်လိုခြင်းနေတဲ့သူ့အသက်တတ်တဲ့ဒီညာလူမိုက်တဲ့မောင်တို့ဆိုတဲ့မျိုးတွေကတည်းကမလုပ်ကြပါနဲ့နော်သူကမတရားယူတဲ့သူခိုးတဲ့သူတွေလူမိုက်တဲ့မောင်ရင်းတရားကလေးကလူမိုက်တစ်ထောင်လိုခြင်းတာတို့အမျိုးတွေကမကြည့်ကြနဲ့နော်သူသားအညာပြမှားတဲ့သူတွေလူမိုက်တဲ့အဲ့ဒီလိုစသည်အပြင်သီလတွေပြတ်တဲ့သူတွေကိုလူမိုက်ဘူးလို့ပြောတော့ဒီအမကြီးရဲ့ဆိုရမျိုးတွေကလူမိုက်တွေမရှိအောင်သူကပြုစားညနေရကလေးကနော်လူမိုက်တစ်ထောင်ရှိနေတာတို့မျိုးတွေကမပါရဘူးနဲ့ကိုအမကြီးကလည်းသူတို့အမျိုးတွေကလူမိုက်မပါအောင်ရှိအဲ့ဒီသူတို့အမျိုးတွေကလူတွေကလည်းသူတို့မိတ်ဆွေတွေတို့သူ့အမကြီးကပြောတယ်နော်လူမိုက်တစ်ထောင်မင်းကလေးကရှားနေတယ်ကိုမိတ်ဆွေများတော့ကိုဒီမိုက်ကမပါကြပါနဲ့ဆိုပြီးတော့ဒီလာတွေပြောကြပြန်ရောအဲ့ဒါဟာနဲ့လေမပြောရင်လေတပေါင်းလုံးတတိလုံးဟာသီလဆောင်ထုံးပြီးတော့ညနာပူဇော်တဲ့ကိစ္စတွေကပြောင်းပြီးတော့လူကောင်းတွေဖြစ်လာကြတယ်တဲ့။ဘုန်းကြီးကသဘောကျတယ်လေ။ဘယ်သူမှမနှိမ့်ဆက်ရဘဲနဲ့အားလုံးအလိုရှိတဲ့ကိစ္စကြီးကြီးအောင်သင်္မှန်တော်မူနိုင်ပါလေလို့။ဒါကြောင့်လောကတာသရိယံတိုင်းလူကြီးကလူအများကြုံမှာချင်းကြံကြိုကိုအားထုတ်တော်မူခဲ့ပုံကို၎င်းလောကတာသရိယံကဘာဘူးကဘာကလူအများကြီးသတ္တဝါအများကြီးသံဃာဘုရားချင်းကြံကြိုကိုအားထုတ်တော်မူခဲ့ပုံကို၎င်းကိုယ်ကိုယ်ကိုမျိုးတယ်မဟုတ်ဘူးတတိုင်းဒီလုံးချမ်းသာအောင်လုပ်တာအဲ့ဒါမျိုးလောကတာသရိယတဲ့ဘုရားအလောင်းတွေတတိုင်းဒီလုံးမတတ်နိုင်ပေမဲ့တတ်နိုင်တယ်လို့လောကတာသရိယဆိုတာလိုက်ရမှာပေါ့ညာတတသရိယံသူတော်မျိုးတော်တို့အကျိုးငါချင်းကြံကြိုကိုအားထုတ်တော်မူခဲ့ပုံကို၎င်းဘုန်းကြီးတော်လောင်းတော်ဘုရားလေဒီတိရစ္ဆာန်ဘဝရောက်ပြန်တော့လေအဲ့ဒီတိရစ္ဆာန်တမျိုးသားလုံးဒီဘဝအောင်ချမ်းသာအောင်ဒုညံခြင်းအောင်တောင်းတတော်မူတယ်ဒီဘဝရောက်ပြန်လို့ရှိရင်ကိုယ်လူရဲ့အမျိုးတစ်မျိုးဟာ
သံဃာအောင်ကြီးပွားအောင်ဘိယံကင်းအောင်တောက်တော်မူလေရှိတယ်ဒါရီစိတ်သက်ဒီသာကိုတူတူတူကြားကြည့်ကြမှာပေါ့နော်ညာတတသရိယာသုတော်မျိုးတော်တို့အကျိုးငါပြည်ကြံကြိုးကိုအာထုတ်တော်မူခဲ့ပုံကို၎င်းဘုဒ္ဓထသရိယံဗုဒ္ဓီအထသရိယံဉာဏ်ပညာကြီးပွားအောင်ပြည်ကြံကြိုးကိုအာထုတ်တော်မူခဲ့ပုံကို၎င်းတချို့ကောင်းတဲ့အလုပ်တွေကြတော့သူတော်မျိုးတော်များအတွက်လည်းမဟုတ်ဘူးတဘာသူတဘာသားလူအများအတွက်လည်းမဟုတ်ပြီဘူးဘာလို့ဆိုလဲဥပမာစိတ်ကောင်းနှလုံးသွင်းထားလိုက်တယ်အိတ်တာမဖြစ်စီရဘူးအိတ်တာဆိုတာကိုယ်တည်းကမနာလို့လားကိုယ်တည်းကမနာလို့တဲ့စိတ်ဆိုတဲ့ဥစ္စာဟာသိရင်းညံ့တဲ့စိတ်ပဲနာတော့မဖြစ်စီရဘူးကိုယ်ရဲ့သာပါကြီးတာတဲ့လူတွေဝမ်းတော်ဝမ်းသာမုဒိတာဖြစ်လိုက်မိတ္တရိယဆိုတာကိုယ်လိုပြီးချမ်းသာသွားမှာကိုဝန်တူတာကိုယ်လိုပြီးသွားမှာကိုဝန်တူတာကိုယ်ပြည်စည်းကလေးသူ့ပေးရမှဝန်တူတာဒါလည်းလူရုပ်လူလို့လူညံ့လို့ရအလုပ်ပဲမဖြစ်စီရဘူးဟောစိတ်စိတ်ကြအောင်လေအဘိဓမ္မဖြစ်စီရဘူးအိတ်ဓမ္မဖြစ်စီရဘူးမှဝန်တူတာဒါလည်းလူရုပ်လူလို့လူညံ့လို့ရအလုပ်ပဲမဖြစ်စီရဘူးဟောစိတ်စိတ်ကြအောင်လေအဘိဓမ္မဖြစ်စီရဘူးအိတ်ဓမ္မဖြစ်စီရဘူးသူတော်ဘာအပေါ်မှာမနာလိုဝန်တို့မဖြစ်စီရဘူးဖြစ်နိုင်ရင်သူတော်ဘာအပေါ်မှာအကျိုးလိုလားတဲ့မေတ္တာစိတ်တွေသူတော်ဘာအပေါ်မှာဆင်းရဲသူတွေတနာကျင်နာတဲ့ကရုဏာစိတ်တွေထဲမှာတဲ့သူတွေကြီးတဲ့ပေကြပြီတဲ့စိတ်တူကံကောင်းကြပြီတဲ့လုံလဝရိယကောင်းကြပြီတဲ့ဉာဏ်ပညာရှိကြပြီတဲ့တဲ့ဆန္ဒအမုဒိတာကြီးလို့အဲ့ဒါလို့ဖြစ်တဲ့အဖြစ်တွေကတော့လေဗုဒ္ဓတာသရိယံဗုဒ္ဓိအတ္တသရိယံဉာဏ်ပညာတို့ပါလေတတ္တိနုတဉာဏ်အထိရအောင်သင်္ကြန်ကြိုးကိုအာထုတ်တော်မူခဲ့ပုံကို၎င်းဒီလိုဘဝတွေကအများကြီးပဲတခါတခါတရားတော်တက်ဆက်သွားထိနာသိစိတ်ကိုစွန့်ပြီးတော့တက်ဆက်တာတဘောလုံးတစ်ပြည်လုံးကပူပူလှုပ်နေတဲ့အချိန်မှတက်ဆက်တာဒါဘုန်းကြီးကအဲ့ဒီလိုအားရတယ်ခုတက်ဆက်မှာကတကယ်စိတ်ညစ်လို့တက်ဆက်မယ်တဲ့သူများကကိုယ်ကိုလူရမသွင်းလို့တော့ထွက်မယ်တဲ့ဘယ်လိုဆိုတော့အားရစရာမဟုတ်ဘူးဘုန်းကြီးတို့များလောက်ကတော့ထွက်မယ်ဆိုကြည့်ရစမ်းတင်းကြီးလင်းဘဝတဲ့ဘုခမီးတော်မေတော်တိုင်းပြည်သားတွေကအရေးပါနေတဲ့ဥစ္စာကိုတော့မထွက်ဆက်ရအောင်အားရအောင်အဆွမ်းရအောင်နားသိအောင်ဆောင်ပြီးတော့တော့ထွက်ရအောင်ကိုကြိုးစားအဲ့ဒါဘာဖြစ်လို့လဲဉာဏ်ပညာတို့ပွားပြီးတော့သမထဘာဝနာတွေစီပြန်လို့စိတ်ဓာတ်တွေရင့်ပန်လာအောင်ဘုရားဉာဏ်ပညာတို့ပွားအောင်ခရဖြစ်အောင်ကြိုးစားတာပဲအဲ့ဒီလိုဘဝဘုံများစွာတွေကိုလည်းသေရတဲ့ပုဂ္ဂိုလ်ကပြိနာတဲ့ပုဂ္ဂိုလ်တွေကအာရုံကြည့်လို့တွေးလို့ဘလို့ဒီစိတ်နဲ့ရင့်ရင်ဒီစိတ်နဲ့နာရင်ဘလို့များပြိတကူကြည့်မလဲလို့ဆိုတဲ့ဥစ္စာလေဒါရတဲ့ပုဂ္ဂိုလ်ကလည်းအာပတ်ပြောဝန်းရဝမ်းပါနားတဲ့ပုဂ္ဂိုလ်တွေကလည်းယုံကြည်ကြည်နဲ့ဘလို့များရင့်လို့နားလို့ကောင်းတယ်လို့သမိဒါနာတောပါဌာယသထာဂတတံတတပါရမီယောတတဥပပါရမီယောတတပရမတ္တပါရမီယောဒီသမဒိဋ္ဌာပါရမီယောသင်္ဇမဟာပရိစ္ဆာယေလောကထသရိယညာတတသရိယံဗုဒ္ဓတာသရိယံဒီဒိဋ္ဌောသရိယာယောသစ္စိမာရေကဘာဝကံတုဇာတိအဘိမိကမနံသစ္စိမာရေပါရမီတော်တို့ကိုဖြစ်မြင်ပြီးနောက်ဆုံးဖြစ်တဲ့ဒိဋ္ဌမင်းသားဘဝ၌ကဘာဝကံတုမေတော်ဝံတို့ပฏิပန်နေပြီးမှုတော်မူပုံကို၎င်းဘုန်းကြီးတို့တတိအားလုံးတရားဓမ္မတို့တတိကလေကိုယ်ဘက်ဘဝကဒီဘက်ဘဝပฏิပန်နေတော့မယ်လို့ဆိုတော့မကြီးမရတာတွေအများကြီးရှိပฏิပန်နေကနေ့ကြတော့ဒီငယ်ဆုံးနဲ့ခဏလောက်ဖြစ်ပြီးမျိုးပြီးအဲ့ဒီခဏလောက်ဖြစ်ပြီးမျိုးတဲ့အချိန်မှာအခွင့်ပါတဲ့ကံကဝင်ပြီးတော့သင်လာရင်အဲ့ဒီကံကြည့်ရတာလေဟ
ဘာမှမယူမလာဘူးဘုန်းကြီးတို့ကုသရှင်ဘဝလည်းဖြစ်မယ်တာမန်ပုဂ္ဂိုလ်တွေလည်းဖြစ်မယ်ဆိုရင်ဘာမှမယူမရဘုန်းကြီးတို့ဘုရားလောင်းမှာပဋိသန္ဓေနေတော့မယ်လို့ဆိုတဲ့အချိန်မရောက်ဘူးကလေးမှာအားလုံးနတ်ပြမာတွေကလာပြီးတော့တောင်းပန်ကြတယ်အရှင်နာမင်းအချိန်ပြပါသည်လူကြီးမှာပဋိသန္ဓေနေပြီးတော့ဘုရားဖြစ်တော်မူပါလို့တောင်းပန်ရအဲဒီတောင်းပန်တဲ့အခါမှာချက်ချင်းကောင်းပြီပဋိလူကြီးမှာပဋိသန္ဓေနေမယ်လို့ခွင့်ပြုလိုက်ပြီးတော့အချိန်ကာလကများဘုရားဖြစ်ဖို့ဟုတ်ကြလားအနှစ်တရားတန်းကအောက်မှာထုတ်နေတဲ့အခါဆိုရင်ဘုရားဖြစ်လို့ကာလမဟုတ်ဘူးအနှစ်တသိန်းကအထက်ကျပြန်လို့ရှိရင်လည်းလူတွေကတကယ်ကိုယ်ရနာရသူတွေအနိစ္စပဲဒုက္ခပဲဟောလို့မရမှာမို့လို့အငါဖြစ်ဖို့ရင်ကာလမဟုတ်ဘူးအနှစ်တရားကအောက်ကြတယ်လောဘဒေါသတွေကအာကြည့်လို့ဟောလို့ပြောလို့မရဘူးကာလမဟုတ်ဘူးအဲဒီတော့ကာလကိုကြည့်တော်မူတယ်ကာလကြည့်တော့အနှစ်တရားတန်းကိုကြည့်သေးတယ်တော်သေးတယ်တခါဒီပါကြည့်ပြန်တယ်အားလုံးကြားရတဲ့အတိုင်းပေါ်လေအဲဒီလိုအလုံးစုံအပေါ်တင်မေတော်ကိုကြည့်တယ်အမျိုးကိုကြည့်တယ်အယဒေတာကိုကြည့်တယ်မေတော်ရဲ့အသက်တန်းကနောက်ဘယ်လောက်ကြာကြာနေတိုင်းအိမ်မှာတုံးကိုကြည့်တယ်အားလုံးကြည့်ပြီးတော့မှသုံးသုံးလင်းလင်းတွေ့တော့မှကောင်းပြီလူပြည်မှာပြိတ္တန်နေနေမယ်လို့အဲဒီလိုခွင့်ပြုလိုက်ပြီးတဲ့နောက်မေတော်ကဥပုဒ်ဒီပါရီဆောင်တယ်ဒီဘုဒ္ဓတင်းနဲ့ကြာကြာနာသီလရေပါရဏထုံလို့မကုကလည်းပြီးတော့ကောင်းနေတော့မကုကလည်းအဖြစ်တန်းမြင့်တဲ့မဟာရာဇာကြီးရဲ့မဟာဒေဝီနေတော့ဒီအကျင့်သီလသိက္ခာကကောင်းလိုက်တာအဲဒီလိုအချိန်မှာအသက်တန်းကလည်းပဲအကျဉ်းကြီးများဘုရားအလောင်းပါပြီးတဲ့နောက်ဆိုရင်9ရက်လောက်တန်နေရတော့မယ်အဲဒီလိုအကုန်လုံးကြည့်ပြီးတော့မှမေတ္တာဘာဝနာပွားလို့တတ္တဝါတွေဆင်းလာကြပါစီလို့အဲဒီလိုမေတ္တာပွားပြီးတော့မှလောကဝမ်းမှာပဋိသန္ဓေလာပြီးတော့နေတယ်အဲဒီသာသီယာတွေပေါ်လေးဆန်းကျင်ဘာသာပဋိသန္ဓေနေလို့မျိုးတော်ကလည်းပဲကိုယ်ဒါတော့အလောင်းတော်ကိုတောင်းကြလို့အဲဒီလိုဖမ်းမိပြီးတော့လာခဲ့ရတယ်အဲပြည်စီမှာနောက်ဆုံးဘဝ၌ကဘာကံတိန်သူတစ်ပါးနဲ့မတူအောင်မဲတော်ဝါ၌ပဋိသန္ဓေတည်နေတော်မူရဘုံကို၎င်းဇာတိမဲတော်ဝါမှာပန်းတော်မူရဘုံကို၎င်းသိသိတမ်းမဟုတ်ခဲ့နဲ့ဆန်းကမှကျောင်းကဘလောက်များဆိုတော့တရားဟောပရင်ကဓမ္မဂတိကပုဂ္ဂိုလ်ဆင်းလာရတယ်လို့မဲတော်ဝါကဖားတော်မူတဲ့အကြောင်းနဲ့မတန်ဆန်းပါကနဲ့ကောင်းနေတော်မူကြရတယ်အမြင့်ကြီးတွေဘာတွေဘာမှမလူးလဲတဲ့နဲ့အပြင်ရောက်နေတဲ့တကယ်နဲ့ရေမျိုးရောရေရောအဖြစ်နဲ့ရာလို့တောင်းပန်ရှင်းရှင်းနဲ့ဆေးကြောတော့တင်ပြီးတော့မှလည်းရောရကိုဆန်းပြပြီးတော့မဟာအပါဆုံးတဲ့အမြတ်ဆုံးလို့ဘယ်လိုလည်းကျင်းဝါတော်မူနိုင်လောက်အောင်ဖမ်းတော်မူကြရတယ်။သာတုံရောမှာဖမ်းတော်မူကြရဘုံကို၎င်းသစ္စီမာရဝေဇာရောကံတိသာတုံအခုလေကမနာ29နှစ်အရွယ်ရောက်တော့အခါဒီနည်းဒီဝင်ကိုဆုံးသွား၍မြတ်တော်တော်ဆက်တော်မူခဲ့ဘုံကို၎င်းတအားကြဘူးလေအဲဒီနည်းဝိပညာနဲ့မတူအောင်တန်းလို့အဲဒီတန်ရပါတော့တောင်းဝိတာပြည့်ပြီးတော့တော်တယ်လို့ဒါရစဉ်းစားပါတဲ့အဲဒီဘုရားရဲ့ပြည့်တော်ပါအဲဒီဘုရားရဲ့ပြည့်တော်ကိုယခုရုံမှာပဲလို့အတ္တတရားနဲ့စဉ်းစားအာရုံပြုလိုက်ပါအောင်လေဇာတိအဘိဓိကမနံပဒါနာသရိယံဘောဓိပံမိကေမာရဝိဇယံတတ္တိမူတညာနာပတိဝေဒံတောပြပြီးတော့မနစ်တနေ့တုန်းကလည်းဆိုရင်လည်းဒီနည်းပေါ်မှာသင်္ကြန်ဘာသာနဲ့တခုတော့ဆက်လာတော့လေယတယဟန်မျိုးလို့ထုံးထားလို့ဒါကြီးကြီးပန်းပန်းအားထုတ်လို့တနေ့တုန်းကဆိုရင်ခန္ဓာကိုယ်လေးအယူပါပြီးတော့လက်နဲ့တည်းမှမပြန်မရဘူးဒီခုတော့ဆက်လာတဲ့အချိန်ကြတော့ပြင်းလိုက်တာပြီးပြီးပြင်းပြင်းဖြစ်တယ်လို့ကလေးစားပြီးတော့ပြင်တယ်ဘယ်လိုလေးများတစ်ခွက်လောက်ဘယ်စုံကြီးလေးများတစ်ခွက်လောက်တောက်ပြီးတော့လက်တစ်စုပ်ကလေးလောက်တောက်ပြီးတော့ပြင်
မကြမ်းဘူးတော့ရတယ်ဒီနာပေါ်မှာနှိမ့်လိုက်တာဒီခုတော့ထွက်လာတော့ရဲရဲကြီးပြင့်တော်မူလိုက်တာဇာတိအဘိနိကမနံပဒါနာကရိယံကျင့်ကြံကြိုကိုအာထုတော်မူခြင်းကို၎င်းဘောဓိပါဠိကို၆နှစ်ပါလုံးကျင့်တော်မူပြီးသည့်နောက်မဟာဘောဓိပလီဝေရောက်တော်မူသောအခါ၌မာရဝိဇယံတမာရိကျေအောင်တက်စီးလာတဲ့မန၏စိတ်ဓာတ်ကိုအောင်တော်မူတဲ့ဘုံကို၎င်းသဗ္ဗညုတာညာနာပฏิဝေဒံကသုံးလာပြီနောက်တည်းအာယုံမတက်တဲ့အချိန်မှာသဗ္ဗညုတာညာကိုထိုးရင်းကိုသိတော်မူဖို့ဘုရားဖြစ်တော်မူခြင်းကို၎င်းမာရဝိဇယံသဗ္ဗညုတာညာနာပฏิဝေဒံဓမ္မစကားဘောတနံနဝလောကုတ္တရဓမ္မေတိဓမ္မစကားဘောတနံမြေကတာဟုံသော၌ဓမ္မစကြာတရားဟောတော်မူခြင်းကို၎င်းနဝလောကုတ္တရဓမ္မေမြတ်လေးပါးကိုလေးတံမိပ္ပံပြီးတော့ကိုးပါသောလောကုတ္တရတရားတို့ကို၎င်းအာဝိသတဝါပယုရသောပုဂ္ဂိုလ်ကသင်ရင်စဉ်းစားပြီးအာယုံကြည့်ပြီးတော့ဘုရားဖြစ်တော်ဒီအကုန်လုံးစိတ်ထဲမှာငြုံပြီးတော့အာယုံကြည့်လိုက်သမှာမြတ်စွာဘုရားဆင်းရဲကိုပန်ကြတာပြီးတော့ဓမ္မစကြာတရားဟောတော်မူသည့်ကြောင့်ဘုရားဖြစ်တော်ဒီငြုံပြီးအာယုံကြည့်ပြီးတော့နောက်မှဒီပရိသေကိုရွတ်ပါတဲ့သနိဒါနာတောပဋ္ဌာယတက္ကဂတတတတပါရမီယောတတဥပပါရမီယောတတပရမတ္ထပါရမီယောဒီသမဒိဋ္ဌပါရမီယောသင်္ကမဟာပရိက္ခာယောလောကတ္တသရိယံညာတ္တသရိယံဘုဒ္ဓတ္တသရိယံဒီတုတ်သောပရိယာယောဝေတိမာဘဝေကဘောကံတေဇာတိအဘိမိကမနံပဒါနာကရိယံဘောဓိပန္နေမာရဝိဇယံသတ္တိဒါညာနာပฏิဝေဒံဓမ္မစေကဘောဓနံနဝလောကုတ္တရဓမ္မေတိသဗ္ဗေတိမေဗုဒ္ဓဂိနေအာဝိဇ္ဇဝံယေတတိယတိပုပ္ပဂရန္တေတိတိယမရတေပရိဒံကရွန်တောအာယတမအာနန္ဒပိရဝိယဝေဒာလိယဝေဒာလိဒီ၌တိယမရတေယဘုံယံကာလပါလုံးပရိဒံယရဏတုပရိဒောရုပ်ပတရတေမှုကိုကရွန်တော်ပြုတော်မူသောပရိဒံအယံအတာကိုကရွန်တော်ပြုတော်မူသောအာယတမအာနန္ဒတေရဝိယအရှင်အာနန္ဒမတိညကဲ့သို့ကာရုဏာစိတ်တံပရိနာသောပုဂ္ဂိုလ်တို့အပေါ်၌တနာကျင်နာကရုဏာစိတ်ကိုဥပတတတဝါဆွဲကပြီးနေကြည်တဲ့အဲ့ဒါလိုဘုရားကုံတော်တွေဆင်ញင်ပြီးတော့ရွတ်တဲ့ပုဂ္ဂိုလ်ကလေတဲ့ရှင်အာနန္ဒစိတ်ထားလိုက်သမ်းပါလေရှင်အာနန္ဒစိတ်ကဘယ်လိုစိတ်မျိုးတွေလဲဆိုတော့ရှင်အာနန္ဒတခါတော့ငါဝေပါဠိကြီးပါလေတဲ့လူမျိုးသိမ့်တဲ့ရဲ့အကြမှာညံ့သုံးညံပါလို့ဆိုတော့သုံးညလုံးတဏှာလုံးတွေကမျိုးရိုးသိမ့်တဲ့ကြားတဲ့လှည့်ပါပြီးတော့ပရိယွတ်အဲ့ဒီပရိယွတ်တဲ့ရှင်အာနန္ဒစိတ်ကဘလောက်များဆက်တန်ပြီးတော့ဝိပါဠိဒီဒီသားတွေဘလောက်တနာတယ်လို့ဆိုတဲ့ဥစ္စာဟာလေပရိယွတ်တဲ့တညလုံးတညလုံးတဲ့မနာမနေပရိယွတ်ပုံကိုကြည့်ပြီးတော့သိနိုင်ပါတယ်အဲ့ဒါကြောင့်အကျဉ်းအာနန္ဒစိတ်ကိုထားပြီးတော့ပရိနာတဲ့မကြမ်းမမားတဲ့ပုဂ္ဂိုလ်တို့ဘာလို့အပေါ်မှာအင်တန်ကြီးပြတဲ့မေတ္တာကရုဏာစိတ်ထားပြီးတော့ရွတ်ပါလို့ဒေသလိယာတိတုပဂရံတရေတုတိယမရတေပရိဒံကရုံတော်အယတမအာနန္ဒတေရဝိယဂရုဏာစိတ်တံဥပတပိတဝံကောတိဝတ္တသဟတိတိသက္ကဝါလေတုဒေဝတာယတနာပဋိက္ခမဏိယင်္ဂဝေဒာလိယာပုရေရောဂမနုဿတုပိစ္ဆတံဝိတံတိရံပယံခိဗ္ဗမန္တရတာပေတိပရိဒံတံကနာမဟေကောတိတတ္တသာဒေတုကိုယ်ရဲ့သတိအတိုင်းကြည့်ကြည့်ကုန်သောသက္ကဝါလိုသူသက္ကဝလာတိုက်များစွာတို့၌ဒေဝတာကိုယ်စီကိုယ်မှနေထိုင်ကြကုန်သောနတ်မြမအပေါင်းတို့သည်ကောတိတတ္တသာဒေတုသက္ကဝါလိုသူဒေဝတာယတ္တအကျဉ်ယရဏတုပရိဒောဤအာနန္ဒကိုသိသောအာနာတော်ကိုပတိယမဏီလက်ခံကြရလေကုန်ယရဏတုပရိဒောလေကုရိတသိန်းကနတ်ပြည်မြမာရီကယရဏတုပရိဒောရဲ့အာနာကိုလက်ခံကြအာလုံးယရဏတုပရိဒောရွတ်လို့ရှိရင်ကြားကြသမျှနတ်တွေကဥညိုပြီးတော့ရိုးရိုးလေးတွေလက်ခံကြတယ်
ကောတိတတာဗဟတေသူသက္ကဝါလေသူဒေဝတာယမနာပတိကနံဒီယံသာဝုဒါလိယာပုရိယံသာယံယရဏတုပရိတေရိဖြင့်ဝုဒါလိယာပုရိဝုဒါလိဒီဒီနာယီရောဂမနုဿဒုက္ခိကသံဝိတံအနာယောဂဘေအမနုဿဆိုတဲ့ဒီလူတစ်ပတ်ပြေနဘောကောင်းပါအသာရရင်ဘိဓိဟူသောအကျမ်းတို့ကြောင့်လွန်စွာဖြစ်ရနေသောသိတံသုံးပါးပြာရှိသောတရားဘုကိုခိဗ္ဗမေဝအလင်းဉ္စွာသာလည်းအန္တရတာပြေပြီးကွယ်ပြောက်အေးမြ၍သွားစေနိုင်ဒီရဏတုပရိစ္ဆေဟာဝေသာလီကြီးကစတာဒီဝေသာလီကြီးမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်သိမကြာခင်ဝေသာလီကြီးမှာကတိတုံးမှတိုက်တယ်ပထမတော့ကဒုက္ခကတိုက်နောက်မကောင်းမှအသာချပြီးတော့နေလို့ဆင်းရဲသူဆင်းရဲသားတွေပြီးကြကြအပြင်းများလာတော့ကိုကောင်းကောင်းမွန်မွန်မချနိုင်ကြဘူးဘုရားပြစ်ထားလိုက်ကြညာကြီးတွေနဲ့ဒိုးလို့မို့ရုပ်ပြင်းတဲ့ပြစ်ထားလိုက်ကြသူတို့ကြတော့ဒီလိုမတူမတတ်တဲ့ပြစ်ထားတဲ့အလောင်းကောင်းတွေအကြောင်းပြုပြီးတော့အကျဉ်းသက်တာပလူတွေတရေတွေအစုံတွေရုပ်ထုံးဝင်ပြီးတကားလားအနောက်ကျပြီးကြရောပြီးတော့နည်းနည်းပါးပါမမာတဲ့သူတို့ကဝင်ပြီးတော့နှောက်ကျလိုက်ပြီးတော့တော်တဏမမာတဲ့သူတွေကတကားတော့ပြီးကြရောပထမတုန်းကငတ်မှုခေါင်းပါတယ်နောက်တော့ပြေကြတယ်ပြေကြတော့မကောင်းကိုယ်ဝါတွေကဝင်လာတယ်ဒါအမနုဿဘေးပေါ်လာတယ်မကောင်းကိုယ်ဝါတွေဝင်လာတော့တာပြီးတော့ယောဂများလာတယ်အဲ့ဒီယောဂဘေးပေါ်လာတယ်ဒါကြောင့်ကောတိပတာဗဟတေသူသက္ကဝါလေသူဒေဝတာယတနာပတိကနံဒီယံသာဝေဒါလိယာပုရိရောဂမနုဿဒုက္ခိကတံဝိတံတိဣဒံပယံခိဗ္ဗမန္တရာတာပေတိပရိဒံတံပနာမဧလို့အဲ့ဒါလို့အကြည့်အကျယ်ဒုက္ခိတုံမျိုးဖြစ်လာတဲ့အခါကျတော့တန်လူဒီသားတွေပါသူ့ရဲ့တိုင်ပင်ကြမြင်းကြီးမကြီးရှင်ကြီးမှာတိုင်းနေရတဲ့အဲ့ကိုကြီးတဲ့ဝေသာလီဒီမှာတို့ဒုက္ခိတွေဖြစ်နေတဲ့ဘယ်လိုကာကွယ်လို့မှမရဘူးဘယ်နဲ့လောက်ကြမလဲလို့ဆိုတော့တချို့တည်င်းမင်းကြားတဲ့သူတွေကဘုရားတော့ပြောလာတယ်လို့ကြားတယ်အဲဒီဘုရားဟာအင်မတန်လည်းတကူကြည့်တယ်လို့ဆိုတယ်အဲဒီဘုရားဟာတတ္တဝါတွေလည်းအင်မတန်ပနာတယ်လို့ဆိုတယ်အဲဒီဘုရားယခုပဲနေတော့ယခုရာဇဂိပြီးမှနေတယ်ကောင်းပြီဒါဖြင့်ဘုရားကိုတောက်ပြီးတော့ပညာရမကောင်းဘူးလားဘုရားရောက်လာလို့ရှိရင်ဒီဘေးတွေအေးမှာပေါ့လို့အဲ့လိုတုံနေရတော့ကောင်းပြီဘုရားကိုသွားပြင်မယ်ဘုရားလည်းဒုညိပါဒမင်းကကိုယ်ရနေတာဖြစ်တော့သူကခွင့်ပေးခြင်းမှပေးမှသူ့ကိုအရင်လက်ဆောင်ပနာနဲ့ပြင်အောင်ဝင်ရဆိုရလို့ဆိုပြီးတော့ဝေတာလီမင်းကြီးနှစ်ယောက်နောက်ပါကျေရန်လက်ဆောင်ပနာများစွာယူပြီးတကားလားဒုညိပါဒမင်းကြီးဝင်ရတယ်နောက်တော့ဒုညိပါဒမင်းကြီးရဲ့အကျိုးအကြောင်းဘုရားဖွင့်လို့တဲ့အကြောင်းတောက်တော့အားဒါဖြင့်ဘုရားပြောတဲ့အတိုင်းခွင့်ပြုမပြုကိုပြီးမှာပေါ့ဘုရားသွားပြီးတော့တောက်ကြပါဆိုလို့မြတ်စွာဘုရားအကျိုးအကြောင်းတောက်တော့မြတ်စွာဘုရားကခွင့်ပြုလိုက်ရောခွင့်ပြုလိုက်တဲ့အခါကျဒုညိပါဒမင်းကြီးလည်းသိတာနဲ့မို့လို့မြတ်စွာဘုရားခဏဆုံးတော်မူပါဦးတကားတော့လမ်းပြင်မအောင်မယ်လို့ဒီရာဇဂိုပြည်နဲ့ကျင့်ကြံမြည်ကြီးဟာ9ယုသနာလောက်ကြာတဲ့အဲဒီ9ယုသနာလောက်ကိုဒီတဲကြောင်းတွေအသိဉာဏ်ထောက်ပြီးတကားလားလမ်းပြင်ရောပြင်ပြီးတော့မှမြတ်စွာဘုရားကိုသိပြီးတော့ကျင့်ကြံမြည်ရောက်တော့အောင်ကြီးဒီမှာပြီးတကားလားဝေဒာလီပြီးလင်းတွေပြီးတော့အကြောင်းကြားလိုက်တဲ့မြတ်စွာဘုရားကြွလာလိမ့်မယ်ကျင့်ကြံမြည်ကကြွလာလို့ဒီအသင်တို့ကလည်းပြေဆိုကြပါလို့အထင်းချက်တွေဘာတွေပါပြောပြီးတကားလားတရင်ပြလိုက်တော့ဟိုကလည်းအသင့်စီမံထားကြမြတ်စွာဘုရားပေါင်းတော်ကြီးနဲ့ကျင့်ကြံမြည်ကြပြီးတော့တယုသနာလောက်ခရီးကူးမြည်ရင်ပဲဝိပါလိကြီးမြင်းများရဲ့နယ်နိမိတ်ရောက်သွားကိုကမင်းတွေကလည်းခရီးဥဒုဆိုပြီးတကားလားအသင့်ပြနေကြတယ်မြတ်စွာဘုရားကယဟန်တော်900နဲ့အတူဝေပါလိကြီးမျိုးတကားရောက်ရင်ပဲအာနန္ဒာယရဏတုတ်ပရိတ်တော်ကိုပြည့်စုံဆိုပြီးတော့အရှင်အာနန္ဒာကိုချပြီးတော့ဒီယရဏတုတ်ပရိတ်တော်ကိုအတူမျိုးတဲ့ပြီးတော့မျိုးရိုးသုံးတက်ရှိတယ်အဲ့ဒီမျိုးရိုးသုံးတက်ကြားထဲမှာတကားဟုတ်ကြည့်ကြတယ်အဲ့ဒါတော့ကွာဝေးတဲ့မျိုးရိုးသုံးတက်ကြားထဲမှာသင်ယရဏတုတ်ပရိတ်ကိုရိုးလို့မြတ်စွာဘုရားကအမိန့်ပေးတော့အရှင်အာနန္ဒာမရွတ်ခင်ပဲ
မြတ်စွာဘုရားကြွလာတော့ကြည့်ရင်ပဲနတ်ကြီးတွေဘာတွေကလည်းဘုရားသိကြလာကြအဲ့ဒီမြတ်စွာဘုရားမရောက်ခင်စောစောကတင်ရပြီးတော့မိုးကြီးကလည်းပြီးခံစွာရွာမြတ်စွာဘုရားဝေသာလီမြို့နင်းလိုက်တယ်ဆိုရင်ပဲခြေတော်နင်းလိုက်တယ်ဆိုရင်ပဲမိုးကြီးကပြီးခံစွာရွာလို့တခါရစောစောကအလောင်းကောင်းလေးအပုတ်သေးပါတွေကရေနဲ့မျောလို့သူတို့ပြင်းသွားပြီဒါတခါလာလည်းအင်မတန်ကြမြတ်စွာဘုရားကြွလာလို့မိုးကြီးကရွာတော့အလောင်းကောင်းလေးပါတွေရေနဲ့မျောလို့ရေကလင်းပန့်ရှင်းတာကတကြောင်နတ်ကြီးတွေမြတ်စွာဘုရားဖူးမြော်လာကြတော့နတ်ကြီးတွေအတွက်ကြောင့်ဒီလိုကဝင်နေတဲ့မကောင်းဆိုးဝါးတွေကထွက်ပြီးတာကလည်းတကြောင်ဒီတွေကလည်းဘုရားကိုယ်တော်မြတ်ကြွလာတော်မူတဲ့လို့စိတ်အားသက်ပံပြီးတော့နေကြတဲ့အခါမှာဒီမမာတွေကလည်းစိတ်အားသက်ပံလာကြမဆိုကတော့အနိဗ္ဗာန်မှာပူကပ်ပြီးတော့နှောက်ရက်နေတဲ့မကောင်းဆိုးဝါးတွေကလည်းထွက်ပြီးအဲ့ဒီဒီတွေကလည်းလေအမတန်စိတ်အားသက်ပံသွားနဲ့ကျမ်းမာတဲ့ဘက်မှာသိသိပြီးတော့နေတဲ့အခိုက်အတန့်မှာအရှင်အာနန္ဒာကလေဝေသာလီမြို့တဲကလူလင်စုအရွယ်ကောင်းကောင်းတွေကိုနောက်ပါခေါ်ပြီးတော့မြတ်စွာဘုရားရဲ့တပိတ်တော်နဲ့ဒိဋ္ဌာနည်းကြီးခတ်ပြီးတော့တခါတော့ညပရိတ်တော်ရွတ်လိုက်ရေနဲ့ဆန်းလိုက်ပရိတ်တော်ရွတ်လိုက်ရေနဲ့ဆန်းလိုက်ဝေသာလီကြီးကလူလင်စုတွေကလည်းအတ္တပယောနောက်ကလိုက်လာအဲ့ဒီတော့သိုးကတကယ်မပြီးရဲနဲ့တတ်နေတဲ့မကောင်းဆိုးကအသုံးတစ်ပတ်တွေဟာလေအနာမမနေတော့ဘဲနဲ့တခါတည်းဤတဲ့ရမှာအသိဆက်ပြကြတာပဲတဲ့ဒါကြောင့်ဝေဒာလီယဝေဒာလီဒီ၌ဒီသုပါဒရံတရေဒီမျိုးရိုးတုံတအပြားတို့၌သိယာမာရတေညံပုံညာကာလပတ်လုံးပရိဒံယရဏလောပရိဒောကိုကရွန်တော်ရွတ်ပတ်ရစေမှုပြုတော်မူသောအာယတမအာနန္ဒထေရဝိယအရှင်အာနန္ဒမတိမြတ်တဲ့လို့အမှန်တန်သိအပ်ပံသွားတယ်။ဒါကြောင့်လေတခါတခါများမြို့သူမြို့သားရေလူကြီးလူကောင်းတွေဆရာတော်တမတော်တွေမတော်တဆများလေယခုလိုဘေးရန်အန္တရာယ်ကျုံတဲ့အခါသူရဲ့အားရပါရဒီစေတနာမျိုးနဲ့လူကြီးလူကောင်းတွေကာလသားတွေနောက်ကလိုက်လို့ပရိတ်တွေရောပြီးတော့ဒီလိုမျိုးသိရလို့ရှိရင်ဘယ်တော့ကောင်းမလဲလို့အဲ့လိုစိတ်ထဲမှာပြင်းမိတယ်နော်သောတိတတမဟာသေတုသက္ကဝါလေတုဒေဝတာယတနာပဋိကနံဒီယသဝေဒာလိယာပုရေလောကမနုဿတုပိကသံဗုဒ္ဓံတိဒံပယံခိဗ္ဗမန္တရာတာပေတိပရိဒန္တံဗနာမဟေအရှင်အာနန္ဒာလေးလှဲပြီးတော့ရွတ်လိုက်ရောသောသောစီစီကမိုးကြီးကလည်းရွာချထားတယ်မြတ်စွာဘုရားကိုနမင်းကြီးတွေအခုမျောလာကြတယ်အရှင်အာနန္ဒာကလည်းမြို့ရိုးတုံးတာအကြမ်းမှာနှစ်ကားကတညာလုံးလက်ပတ်ပြီးတော့ပရိတ်တော်ရွတ်လိုက်ပရိတ်ရည်ရည်ဆန်းလိုက်ပရိတ်တော်ရွတ်လိုက်ပရိတ်ရည်ရည်ဆန်းလိုက်ဆိုတော့ဘုရားဘာဘာနေမကောင်းတဲ့လူကျန်တာတွေကလည်းတခါတည်းထလာပြီးတော့ရှင်အာနန္ဒာရှိခိုးကြတာပဲတဲ့အဲ့လိုစိတ်ကိုယ်လို့မနဲ့လဲလင်းရောမြတ်စွာဘုရားကလည်းယရဏတို့ပြိတ္တရုပ်ဖို့ရအသင်းလုံးပြိတ္တဒိနတ်တွေဘာတွေကလည်းရောက်နေရောအရှင်အာနန္ဒာကလည်းပဲဝေဒါလီမြို့တဲ့အကုန်လုံးတစ်ပတ်လုံးကိုပြီးတဲ့အနခါမှာဝမ်းနဲ့ဝမ်းသာဖြစ်နေတဲ့ပြိတ္တတွေနောက်ကထားပြီးတော့မြတ်စွာဘုရားကြီးကြွလာခဲ့တယ်တဲ့အဲ့ဒီပြိတ္တအလယ်မှာမြတ်စွာဘုရားကဒီယရဏတို့ပြိတ္တကိုထပ်ပြီးတကားလာဟောတော်မူတယ်ယာနိတာဘုဒ္ဓာနိသမဂတာနိဘုမာနိဝါယာနိဝါအန္တလိတေသလောဝဘုဒ္ဓသုမနာဘဝံယထောပိတကေသာတုနန္တုပါတိတံသဗ္ဗမဟိဘုဒ္ဓာနိတာမေတတာကေမေတ္တံကရောဓမနုတိယပဇာယဒီဝါစာရတောဇာရန္တိယေဝလိသဗ္ဗမဟိနေရကတာအပမတာအိုးယခုရောက်လာတဲ့နတ်အများတို့အသိလို့ကိုလေဒီလူတွေကတကယ်ပလိနာသာဉာဏ်ပေတော်အချင်းလက်ဓာပေတော်အချင်းအသိလို့ကိုပူဇော်ပါတာမှုကိုအမြဲမပြတ်သိနေကြတယ်အဲဒါကြောင့်ယခုရောက်လာတဲ့အသိနတ်တို့ကလည်းပဲဒီလူသားတွေကိုတနာပြီးတော့ပြန်ပြီးတော့စောင့်ကြောက်ကြလို့နတ်တွေကိုလေလူတွေစောင့်ကြောက်ဖို့ရအမိန့်ပေးတော်မူခဲ့တယ်ယံကေစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံရတနံပဏိတံနာနောတမံအတိတထာဂတေနဣဒံမိဗုဒ္ဓေရတနံပဏိတံဧတေနသစ္စေနသူဝတိဟောတုဣဒဝါဣတုတိ၌၎င်းဟုရံဝါဟောနဂါတိ၌၎င်းတကေတုဝါနတ်တိဇမတိတို့၌၎င်း
ယံကေတိကျင်းမဲ့ဥဒ္ဒအလုံးစုံသောဝိတံလူအများ၏နှစ်သက်ခြင်းကိုဖြစ်စေတတ်သောယံပဏိတံလောကီယရဏတို့တဲ့ကေတမြတ်မွန်တူပဲလွန်သောယံရတနံယံရတနာအကျဉ်လောကီယရဏသည်အတိရှိယံကေတိဝိတံဣဒဝါဟုရဝါတကေတုဝါယံရတနံပဏိတံနာနောတမံအတ္တိတထာယတေနာတန်တော်လောကီ၌ငုံငုံမြတ်မြတ်အပါဆုံးဖြစ်စေနေတဲ့လောကီယရဏကုသမြသည်တထာဂတေနာမြတ်စွာဘုရားသည်ဟူသောယရဏနှင့်သမန်ပညာသောယရဏသည်နာနောအာတိနတိဧဝမရှိသည်သာလျင်သည်ဘုရားမှာတဲ့တက်တဲ့ဆရာသိနေကျွေတွေဘာယရဏသမှုယရဏတွေတဲလည်းနှစ်တဲ့ဆရာအကောင်းတယ်တဲလည်းဥစ္စာချင်းမှာစိတ်ချမ်းသာတယ်ဥပမာစိတ်တွေကျွေတွေပြေးပြီးတော့နေတဲ့ဆိုဥစ္စာချင်းတဲစိတ်ချမ်းသာတော်တော့ဒီလည်းမရနိုင်ဘူးတော်တော့အထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေမှာရနိုင်တယ်ဘာယရဏသမှုယရဏပါကောင်းသမီးကောင်းတော်တော့လူလည်းမရနိုင်ဘူးအမတန်ဘူးကံရှိမှရနိုင်တယ်အဲ့ဒါကြီးကောင်းပါတယ်တဲ့လောကမှာအမျက်ပါပဲတဲ့ဒါပေမဲ့လို့လူပြေမာယောနတ်ပြေမာယောနဂပြေမာယောရှိသမျှကောင်းပါပြီဆိုတဲ့လောကီယရဏတွေတဲ့မြတ်စွာဘုရားယရဏကသာပြီးတော်မူမြတ်တယ်တဲ့ဘာဖြစ်လို့လဲလို့ဆိုတော့ဥပတိလေစိတ်တွေစီတွေစားတွေသမှုတွေယရဏလို့ဆိုရသေးမယ်ဘုရားယရဏလောက်ကိုယ့်ကိုကြုံဖို့ခဲရင်းရလားဘုရားယရဏတစ်ပါးတစ်ခုပွင့်ရရဆိုတာလေးပြီးခြင်းနဲ့ကဘာတပိကြာမှပွင့်တယ်စိတ်တွေစီတွေရဖို့ရဆိုတဲ့ဥစ္စာတစ်သက်လုံးသိထားလိုက်လို့ရှိရင်နောက်ဆုံးကြပြီဆိုစိတ်ပိုင်းချင်းရွှေပိုင်းချင်းဖြစ်နိုင်တယ်ဘုရားသားကောင်တမီကောင်ယရဏရနိုင်တယ်ဘုရားယရဏကဘယ်လိုမမြင်ပါဘူးအမှန်ရခဲ့တယ်လေးသိခြင်းနဲ့ကဘာတပိကြာမှဒီဘုရားယရဏတွေ့ရတယ်အဲဒါကြောင့်ဘုရားယရဏနဲ့တူတဲ့ယရဏဟာလောကီယရဏတဲ့မှာတပတ်မှမရှိပါဘူးယံကိဉ္စီဝိတံဣဒဝါဟုရံဝါတယေတုဝါယံရတနာပဏိတံနာနောတမံအတ္တိတထာယတေနဣဒံမိဗုဒ္ဓေရတနာပဏိတံဧတေနာသစ္စေနာသုအတိဟောတုဣဒံမိဗုဒ္ဓေအယံမိဗုဒ္ဓေဤလေးပင်ခြင်းင်ကဘာတသိန်းပါရမီဖြစ်၍သဗ္ဗညုတဉာဏ်ကိုရသည်မှာဘုဒ္ဓအစစ်ဖြစ်တော်မူသောဘုဒ္ဓရတနာသည်ပဏိတံလောကီယရဏဖြာရတဲ့ကေတမြတ်မွန်တုပဲလွန်သောယရဏံလောကရဲ့အတုမကြည့်တဲ့ယရဏတစ်မျိုးပါပဲဒီဣဒံမိဗုဒ္ဓေရတနာပဏိတံဧတေနာသစ္စေနာသုအတိဟောတုဧတေနာသစ္စေနာဖယားရတနာသည်လောကီယရဏတို့တဲ့ကေတမြတ်မွန်တုပဲလွန်သောယရဏအစစ်အမှန်ဖြစ်ပေ၏ဟူ၍မှန်ကန်တဲ့သစ္စာစကားကိုဆိုရခြင်းကြောင့်သုံးပါးတံဘုရားယရဏကိုအမြဲမပြာသိကမြတ်တို့ကိုယ်ရဲ့နေသောအသင်တိုင်းကားတိုင်းဓမ္မတို့ဤသို့ပြီးကိုယ်စိတ်နှပြချမ်းသာတန်ရှင်းတို့ရန်ခြင်းမြင်ဟောတုစင်စစ်မတည်ဖြစ်ပါစေတည်း